ဟုတ်တယ်ဟုတ်မျော်လင့်ခြင်းမရှိခဲ့တော့လောကီသားတို့ဝမ်းနဲ့ကိုကြွေးကြလေရှိကိုရောကြည်သူဝမ်းမြောက်စေမည်တေကောင်းတဲ့နိုင်ငံတော်တွင်ဝမ်းနဲ့ချီတော့ရှင်ကောင်းကြီးပေးပါစေလို့တောင်းပါတယ်အာမင်